အခုထုတ်လွှင့်နေတဲ့ Mariah Nemesis တဲ့ကမင်းသမီး Lim Jin Yoon နဲ့မင်းသားရီဒိုဟွန်းတို့ရဲ့မားနဲ့မောင်ဇလန်းလေးကိုရီးယားရဲ့ပြည်သူ့အချက်တော်အတွဲတွေထဲမှာသူတို့အတွဲလေးကလည်းထိုက်ဆုံးမှရှိနေပါတယ်ခင်ဗျာသူတို့နှစ်ဦးဟာတကဘာလုံးကအောင်မြင်မှုရခဲ့တဲ့ The Glory လိုဇလန်းတွဲကြီးမှာတရုတ်ဆောင်ရင်းနဲ့စုံတွေ့ခဲ့ကြရင်ချက်ကြိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာအဲ့ဒီဇလန်းထဲမှာဆိုရင်သူတို့နှစ်ယောက်ဟာရန်သူတွေလိုဖြစ်ခဲ့ကြတဲ့အပြင်ဇာဝင်ကန်းတွေမှာဆိုရင်လည်းတွေ့ရခဲ့ပြီးတော့တွေ့ရင်တောင်တယောက်နဲ့တယောက်ဆိတ်ဆိတ်ခါခါတင်းတင်းမာမာဆက်ဆံရတဲ့အခန်းတွေကများပါတယ်ဒါပေမဲ့အပြင်မှာတော့ The Glory လှန်ပြီးတော့2023ခုနှစ် April လမကြာခင်မှာပဲသူတို့နှစ်ဦးဟာချက်ကြိုက်နေကြကြောင်းတရားဝင်အတည်ပြုခဲ့ကြပါတယ်Lim Jin Yoon ကတော့1990ခုနှစ်ဘွားဖြစ်ပြီးတော့ Lee Do Hyun ကတော့1995ခုနှစ်ဘွားဖြစ်တာကြောင့်မင်းသမီးကမင်းသားထက်9နှစ်ပိုကြီးတဲ့မားနဲ့မောင်ဆက်ဆံရေးလေးပဲဖြစ်ပါတယ်ခင်ဗျ။ The Glory ဇလန်းတွဲကြီးကသူတို့နှစ်ယောက်အတွက်တော့တကက်ကိုဖူးစာနတ်ဖက်ပေးလိုက်တဲ့ဇက်ခုံကြီးလိုဖြစ်သွားခဲ့တာပါ။သူတို့နှစ်ဦးဟာစကားရိုက်ကွင်းနောက်ွယ်က workshop တွေအဖွဲလိုက်ခရီးစဉ်တွေနဲ့စုံစမ်းမှုတွေကနေတဆင့်တန်ရုံးစဉ်တွေစဖြစ်ခဲ့ကြတာလို့သိရပါတယ်။မင်းသားလီဒိုဟွန်းကလည်းတကယ်ကိုပြောစရာမလိုအောင်ခံညာပြီးယောက်ျားပီတာတဲ့ visual မျိုးရှိတာပါအထူးသဖြင့်သူ့ရဲ့အပြုံးချိုချိုလေးတွေနဲ့ဆူရှာတဲ့မျက်လုံးတွေကပြိုတိုင်းကြိုက်ခဲ့ရတဲ့မင်းသားတစ်လက်ပါLim Jin Yoon လိုဆက်ဆံမှုရှိတဲ့မမနဲ့ဒိတ်တင်သတင်းထွက်တော့တချို့ main ကလေးတွေဆိုရင်အသေးတွေပါကွဲခဲ့ကြတာပါအခုဆိုရင်မနဲ့မောင်ရဲ့ဒီ relationship လေးက3နှစ်ထဲကျော်နေပြီဆိုတော့အကြခင်မှာသတင်းကောင်းလေးကြားရဖို့မျှော်လင့်နေပါတယ်ခင်ဗျာ Netflix ကနေထွက်ရှိလာတဲ့ဇာတ်ကားအသစ်တွေကချောင်းဦးရဲ့ visual တွေကြောင့်ကိုရီးယားမှာပေါ့လို့ရိုက်နေပါတယ်ဘယ်စုရနတ်ဖျားဆိုတဲ့ခေါင်းစဉ်ကချောင်းဝအတွက်တော့တကယ်ကိုထိုက်တန်ပါပြီတဲ့ခင်ဗျအခုလဲ Netflix ကနေထုတ်လိုက်တဲ့ The Wonderful ဆိုတဲ့ drama အသက်ထဲမှာလုံးဝကိုတန့်ပြန်ပြီးတော့ချောမောနေတာကြောင့်နတ်တစင်းတွေကြားထဲမှာအတော်လေးကိုကြရက်ရိုက်နေပါတယ်ဒီဇာတ်ကားဟာချောင်းဝအနေနဲ့နှစ်နှစ်ကြာမှရုပ်ရှင်ပေါ်ပြန်ပေါ်လာတာဖြစ်ပြီးတော့အချိန်တွေကြာလေးပိုချောလာလေးဆိုတာကသူမှသူအဆက်ပါပဲဒီကားထဲမှာမင်းသမီးပတ်အောင်ပင်လိုမျိုးတရုတ်ဆောင်ကောင်းတဲ့မင်းသမီးနဲ့တွဲဖက်ထားပြီးတော့မတော်တဆစွမ်းအင်တွေရရှိသွားကြတဲ့လူငယ်တစုအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာချောင်းရဲ့ visual ကတော့ဒီကားထဲမှာလုံးဝကိုညှင်းလို့မရအောင်ဆွဲဆောင်မှုရှိနေတာပါ X နဲ့ Instagram တို့မှာဆိုရင်လည်းဒီဇာတ်ကားတွေကသူ့ရဲ့ visual color တွေကအတော်လေးကိုပြတ်နေတာပဲဖြစ်ပါတယ်ခင်ဗျ Face Genius လို့တောင်းပါပဲတင်စားကြတဲ့အတိုင်းဘယ်လိုရှုထောင့်ကပဲကြည့်ကြည့်ဘယ်လို outfit နဲ့ပဲဖြစ်ဖြစ်အမြဲတမ်း aesthetic ဖြစ်နေတာကချောင်းရဲ့ထူးခြားချက်ပဲလို့ဆိုရမှာပါခင်ဗျချောင်းရဲ့ဒီဇာတ်ကားအသစ်တွေကချောမောနေမှုတွေကိုမကြည့်ရသေးရင်တွားငန်းလိုက်တွားကြည့်လိုက်ကြပါဦးနော်Chanel ဘက်ကရွေးချယ်ထားတဲ့ကိုရီးယားနာမည်ကြီး celebrity တွေများစွာနဲ့စီစီကားကကျင်းပခဲ့တဲ့ Chanel ရဲ့ပွဲတော်ကြီးGoddess, Rice, Blackpink, La Saravan, Eyelash, Baban စတဲ့ K-pop အမှုပညာရှင်တွေနဲ့အတူဂျီချမ်းမှုကိုဂျိုဝမ်ပတ်ဆိုဂျွန်စတဲ့နာမည်ကြီးတွေကအစတက်ရောက်ခဲ့ကြပါတယ်Chanel ရဲ့ marketing ကတော့ celebrity တွေအများကြီးသုံးရုံမဟုတ်ဘဲတယောက်ချင်းစီရဲ့ brand image ကိုအသေးအချာဆိတ်ဆက်ပြီးရွေးချယ်တာတကယ်ကိုပါနတ်လွန်ပါတယ်ခင်ဗျာသူတို့က celebrity ရဲ့နာမည်ကြီးမှုကိုပဲကြည်တာမဟုတ်ဘဲဒီလူရဲ့ကိုယ်ရည်ကိုယ်သေးကငါတို့ brand နဲ့ထပ်တူကြရလားဆိုတာကိုအဓိကထားပြီးထိန်းကျောင်းတာပါတခြား high end brand တွေက idol တယောက်ကိုမြင်မြင်ချင်းချက်ချင်း brand ambassador ခန့်ချင်းခန့်လိုက်မယ်ဒါပေမဲ့ Chanel ကတော့ချက်ချင်းတိုင်တယ်မပေးပါဘူးဥပမာပွဲတွေမှာအဝတ်အစားတွေအရင်ပေးဝတ်ကြည့်မယ်မဂ္ဂဇင်းကာဗာတွေရိုက်ကြည့်မယ်ဒါပြီးအချိန်တစ်ခုတည်းစောင့်ကြည့်ပြီးမှတရားဝင် ambassador ခန့်တာပါဒီပွဲမှာဆိုရင် Goddess ကခွန်တော့မာတင်နဲ့ Eyelash ကဝွန်ဟီတို့လိုမျက်နှာသက် idol လေးတွေကိုဆိုရင်ပွဲတွေကို Chanel ဘက်ကကန်လန်းပြီးဖိတ်ခေါ်နေကြပါပြီဒါဟာ ambassador ခန့်အပ်ဖို့အတွက် Chanel ဘက်ကပထမဆုံးအဆင့်လို့ပြောလို့ရပါတယ်ခင်ဗျာသူတို့က star တွေကိုအဝတ်အစားဝတ်ပေးရုံတင်မဟုတ်ပဲအဲ့ဒီ star ရဲ့အဝတ်အစား style ကအစား Chanel ဘိုက်ထွက်လာအောင်ပုံဖော်ပေးတယ်ဆိုရင်ဘာမှစဉ်းစားမနေပဲအတန်းခန့်လိုက်တာပါဒါတွေကြောင့် Jenny တို့ Pastor John တို့ဆိုရင် Human Chanel လို့လူပြောများတဲ့အထိ star ရဲ့ကိုယ်ပိုင် identity နဲ့ brand identity ကတသားနဲ့ကြာသွားတာမျိုးပါ brand ကလူကိုသုံးရုံတင်မဟုတ်ပဲလူကပါ brand image ကိုပို့ပြီးတော့မြင့်တက်စေတဲ့ win-win relationship မျိုးကို Chanel ဘက်ကအသေးအချာတိစောက်ထားတာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဒီလိုနာမည်ကြီးတွေထဲမှာ Chanel ရဲ့ပုံရိပ်ကိုအကောင်းဆုံးအပေါ်ဖော်နိုင်ဆုံးသူကဘယ်သူလို့မြင်လဲဆိုတာ comment လေးတွေမှာကြည့်သွားကြပါဦးနော်ကိုရီးယားတရုတ်ဆောင်လောကရဲ့တကယ်ကင်းရန်ကွေးနှစ်ယောက်အတူတူပွဲတက်လာခဲ့တဲ့ Cannes Film Festival ည나 찬송이에요မင်းသားဂျီချမ်းဦးနဲ့မင်းသမီးဂျွန်ဂျင်ဟွန်တို့ဟာ Cannes Film Festival ရဲ့ red carpet ကိုအတူတူတက်ရောက်လာတဲ့ aura ကလုံးဝကိုထင်းနေခဲ့တာပါဒီတွက်ဖက်မှုကမကြသေးခင်ကမှပရိသတ်တွေကြားနဲ့ social media ပေါ်မှာတော်တော်လေးကိုဟိုးလေးတကြောဖြစ်နေခဲ့တာပါသူတို့နှစ်ယောက်တွဲဖက်တရုပ်ဆောင်ထားတဲ့ Colony ဆိုတဲ့ကားဟာပြသဖို့ပြင်ဆင်နေစေအစ်စ်မှာပဲရှိပါသေးတယ်ခင်ဗျာ
ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မနေ့ကမှအပွက်တက်လာတဲ့ red carpet ပေါ်က visual ကတော့နိုင်ငံတကာမီဒီယာတွေကြားထဲမှာအကောင်းဆုံးဝတ်စားစင်မှုစင်ရင်းထဲမှာပါဝင်နေပြီးတော့အခုလိုအကောင်းဆုံးတုံ့ပြန်မှုတွေကိုရရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာမင်းသားဂျီချမ်းဝူရဲ့ action နဲ့ romance တွေမှာပြတတ်တဲ့ညှို့အားပြည့်တဲ့တရုပ်ဆောင်ချက်တွေရဲ့မင်းသမီးဂျွန်ဂျီဟွန်းရဲ့မန်ပါပြီးကြော်ရှင်းတဲ့ chic ဖြစ်တဲ့ပုံစံရဲ့ပေါင်းလိုက်တော့တကယ့်ကို star quality အပြည့်ရှိတဲ့တွဲဖက်မှုကြီးဖြစ်နေမှာအသေးကြပါအခုအတူပွဲတက်လာတာတောင်ပါပဲနှစ်ယောက်လုံးရဲ့ visual အရှိန်က expensive ဖြစ်လွန်းလို့ကင်းရန်ကွင်းလို့တင်စားကြတာမမားဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ခင်ဗျာဇလန်တွေကကာရီတာနဲ့အပြင်ကပုံစံနဲ့လုံးဝကွဲပြားနေလို့လူမှုကွန်ရက်မှာအချက်ခံနေရတဲ့မင်းသားကင်ဂျယ်ဝွန်မင်းသားကင်ဂျယ်ဝွန်ကအခုနောက်ပိုင်းတော်တော်လေးလူကြိုက်များပြီးတော့နေရာရလာတဲ့မင်းသားကျော်လေးပါသူကလက်ရှိမှာ KBS Music Band ရဲ့ MC အဖြစ် Esna အဖွဲ့ဝင်ဂျီမင်နဲ့အတူတာဝန်ယူပြီးတော့စီစဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျာMusic Band ဆိုတာ NSC တဲ့က idol တွေအစုံ music promotion လုပ်တဲ့ show တစ်ခုပါဒါကြောင့်ဂျန်ဝွန်တယောက်ဒီနယ်ပယ်မှာ MC လုပ်နေရတဲ့အတွက် idol တွေနဲ့အပြိုင်မဖြစ်မနေအက challenge တွေကိုလုပ်ရမှာပါမင်းသားတယောက်ဖြစ်ပေမဲ့လည်း music band ရဲ့ delay အတိုင်းခက်စားနေတဲ့ K-pop တချင်း challenge တွေကိုရှက်ပြောင်းလေးနဲ့ like ကပြတာအရန်ကိုမှဦးရားကိုကောင်းနေရတွေ့ရှိရမှာပါခင်ဗျာသူ့ကို hierarchy ဆိုတဲ့ drama ထဲမှာတော့ခံညာပြီးတီတီတက်တက်ပုံစံမျိုးနဲ့အစ်စစ်ចောင်းသားလူမိုက်ပုံစံနဲ့လူတွေကသူ့ကိုတတိထားမိခဲ့ကြတာပါဒါပေမဲ့ music fan ရဲ့ interview video လေးတွေထဲမှာကြတော့လုံးဝကိုကလေးလေးတယောက်လိုချက်ဖို့ကောင်းနေပြီးဇလန်တဲကနေတခြားစီဖြစ်နေရပါအာရဖွဲ့ဝင်ဝန်းရောင်နဲ့မှားကုန်ကြတဲ့အထိ K-pop ပရိသတ်တွေကြားမှာနာမည်ကြီးနေတဲ့ Thai main ကလေးဟုတ်ပါတယ်ခင်ဗျာသူမက Thai T-pop main ကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ပက်စီရဲ့အဖွဲ့ဝင်မေဘယ်ပဲဖြစ်ပါတယ်မကြသေးခင်ကသူမတို့ရဲ့ concept ပွဲတစ်ခုမှာကားကွယ်အတိုင်းကာရင်သပင်ကိုခါချလိုက်တဲ့အခိုက်အတန့်ကကြိုတင်စီစဉ်မထားပဲလျှက်တဲ့ပြည့်လေထဲလွင်သွားတာကတကယ့်ကိုရုပ်ရှင်ဆန်ဆန်နဲ့တဘာဝကြကြဖြစ်နေမှုကပရိသတ်အာရုံကိုဆွဲဆောင်လိုက်ပါတယ်ခင်ဗျဒါကြောင့်လဲ social media ပေါ်ကသူ့ဗီဒီယိုအောက်မှာဝမ်းရောင်လားသူကဘယ်သူလဲဆိုပြီးတော့သူမအလှကိုချီကျူးတဲ့ comment တွေအုံထနေခဲ့ပါတယ်ခင်ဗျာဝမ်းရောင်နဲ့မှားကြတယ်ဆိုတာကလည်းတကယ်တော့မဆန်းပါဘူးခင်ဗျခန္ဓာကိုယ်အချိုးအစားတွေ့ရပြီးတော့အရက်ရှည်တာဝက်စုံစတိုင်နဲ့စင်မော်ကအမူအရာတွေကပါဝမ်းရောင်ရဲ့ဝမ်းရောင် effect လို့ခေါ်တဲ့ပြပြစုံတဲ့မင်းသမီးလေးလို aesthetic မျိုးနဲ့တော်တော်လေးကိုတွားတူနေခဲ့တာပါခင်ဗျမေဘက်ကတကယ်ကို order အပြည့်နဲ့အရန်လာပြီးတော့ဆွဲဆောင်မှုရှိနေတာပါနော်ဂျောင်ဝန်ရောင်ရဲ့အရှိန်အဝါလိုမျိုးကိုထွက်နေတာမို့လို့မေဘရဲ့ဒီဗီဒီယိုကလပ်တွေက K-pop fan တွေကြားထဲမှာပါတအားရေပန်းစားသွားတာပဲဖြစ်ပါတယ်ခင်ဗျ